တာပဲပိုးတယ်အများဝေးလိုက်ပါလိမ့်မကြိုက်ဘူးလေညာဘက်တွေဆိုလို့ညောလေဒီကုန်းတွေပါလိမ့်မှာအဲ့လိုမျိုးထူးခြားမှုတွေပါရှိရလို့ပြောရပေါ့နော်သူကအယိုးအိုးတွေမြုပ်နှံထားတဲ့နေရာပေါ့နော်ဒီအုတ်တန်းတွေပါပေါ်လာတာပေါ့ဟုတ်တယ်ရဟန္တာကိုတော့မှရဟန္တာအလောင်းစုပြီးတယ်ဒီလမ်းလေးကဟိုပကံသွားတဲ့နေရာလေးနဲ့တွေ့တယ်နော်ပကံကဟိုရွာလမ်းလေးလေအဲ့လိုလမ်းမျိုးလေးနဲ့တွေ့တယ်နော်လုံခဲ့တဲ့နှစ်2000ကျော်မျိုးနော်လုံခဲ့တဲ့နှစ်2000ကျော်မျိုးဟောင်းဆွဲတယ်တနေ့မနေ့တနေ့လာနေ့ရက်ပိတ်တယ်လို့တော့ရေးထားတာတော့တွေ့ဘူးလားပဲကြည့်ရမေးလားပြလိုက်ကဒီနေ့ပိတ်ထားတာပေါ့နော်ဒီဟာကဘဘောကြီးစီဒီကိုသွားတဲ့လမ်းမှာရှိတဲ့ပြလိုက်ပေါ့ကုန်းအမှတ်53ပြလိုက်ဆိုတာသူကပေါ့ဟိုကုန်းပေါ့နော်တူဖို့ရေကုန်းပေါ့တူဖို့ရေကုန်းအမှတ်53ပေါ့နော်ဟိုပြလိုက်ကြည့်တော့မဟုတ်သေးဘူးကုန်းအမှတ်53ဒီမှာလေဒီမှာသူ့မှာရေးထားပေးတယ်ပေါ့နော်သူက2017 2012မှာတူဖို့ခဲ့တာတဲ့သူကအယိုးအိုးတွေမြုပ်နှံထားတဲ့နေရာပေါ့နော်မြေမီဖုံ5ခုအခြေခံပုံစံ6မျိုးကွဲပြားသောအယိုးအိုး290ခန့်၎င်းဘေးမှာတန်မယ်နာ9မျိုးထိတ်နှစ်ဖက်အသွားပါသောဓာငယ်များကြေးချူလုံးငယ်များတန်တဲ့ပစ္စည်းတို့တွေ့ရှိရသည်သူကအခုဒီတွေ့တဲ့အတိုင်းပဲဒီမှာပြထားတာပေါ့နော်တွေ့တဲ့အတိုင်းပဲပြထားတာပေါ့ဒီမှာဒီအုတ်ခွက်ဖျားလည်းတွေ့တယ်ပေါ့နော်ဒီမှာဒါသူတို့ဒီလိုမျိုးလေးပြထားတာပြီးတော့မှအပြင်ဘက်ကနေပဲရိုက်လို့ရမှာအထက်မှာတန်တကားပိတ်ထားတော့လေအပြင်ဘက်ကနေရသလောက်ရိုက်ပေးမယ်ပေါ့နော်ဒီနေ့မို့လို့ပဲပိတ်ထားလားမပြရလားမသိဒီတိုင်းပဲလောဆယ်ပြထားတာပေါ့ဆိုတော့ဒီမှာဒီလိုမျိုးလေးဆွဲပြီးတော့ပြမယ်သူကလေဘယ်နည်းကိုဖွင့်တာလဲ ဖွင့်ရဘူးတားလို့ဝေးလို့ ဟုတ်ပါဘူးတကူတကောတကူတကလာတာမိုင်း ကျေးဇူးတင်ပါတယ်နော်ခဏဝင်ကြည့်လိုက်ပါဦးဟုတ်ကဲ့ဒီဖွင့်ပေးဟုတ်ကဲ့ဟုတ်သူကတញ្ញမ်းရတာသူကတစုတဝေးတဲ့မြုပ်နှံတဲ့ delay ရှိတယ်ပေါ့နော် view တွေကလေအဲ့ခါကျတော့သူကလိုမျိုးတញ្ញမ်းရတခုတွေ့ရဆိုလို့ရှိရင်ဒီမျိုးတစုတဝေးတဲ့တွေ့တာပေါ့
ဒါကခုဒီရှာဖွေတွေ့ရှိတဲ့အတိုင်းပဲသူတို့ကပြထားတာပေါ့နော်ဒါဆိုလို့ရှိရင်ဒီရိုးအိုးတွေဆိုတာနှစ်ပေါင်း2000ကျော်ပြီ4000ကျော်ပြီလားဒါတွေ့တဲ့အတိုင်းလေးလေအမှဒီအိုးတွေကိုဒီနားမှာတွေ့ရဆိုရင်အဲ့တိုင်းပဲဘေးနားကနေတေချာလေးတွေအဲ့လိုမျိုး brush လေးတွေနဲ့ရှင်းပြီးတော့မှပြထားပေးတာသူ့နေရာသူမရွေ့ဘူးပေါ့နော်မရွေ့ဘဲနဲ့သူ့ရဲ့မူလပုံစံတိုင်းလေးဖြစ်အောင်ပြထားပေးတာနှစ်ပေါင်းက2000ကျော်ပြီထင်တာအမှန်တော့4000ကျော်ပြီတဲ့ဒါဆိုရင်ဒီအောက်တွေမှာလည်းရှင်းရှိအောင်ပါခုမြင်နေရတဲ့အောက်တွေမှာလည်းအဆက်ဆက်ပေါ့နော်ရှင်းလည်းရှိအောင်ပါရန်ကုန်မြို့ကအမျိုးသားပြလိုက်တဲ့မှာလည်းဟိုပါလေပြူကြောက်ရိုးအိုးကြီးရှိသေးတယ်ဒီမှာလေအောက်ဒီမှာလည်းရှိသေးတယ်ဒီလိုဒါချွတ်နာပဲစလောင်းမုံကိုအပေါ်ကနေကန်ပွင့်ဖို့ဘူးလေးလေးလုပ်ထားတာအဲဒီလိုလုပ်လို့ဒီအုပ်တွေကဟိုအုပ်ထုတ်ကူးခလို့ဖုတ်တဲ့အုပ်မဟုတ်ကျွတ်နေဒီအုပ်တွေကဒါဟိုးရင်ကလေးကအုပ်တွေပဲလားဟုတ်တယ်ဒါအဲ့ဒါပေါ်တာဒီအုပ်တွေပါပေါ်လာတာပေါ့အဲ့အုပ်တန်းနေလေအော်ဒီအုပ်တန်းတွေပါပေါ်လာတာပေါ့ဟုတ်တယ်သူ့ကနေနေပြီဩသူအကန့်လိုက်ကိုသူသွားတာနော်တို့ဒီမီတာသူကတို့တကန်းဩဟိုမီတာသူကဟိုတကန်းလို့ဖြစ်လိုက်လောက်တယ်ဒါဒေါ်လေးတွေးကြည့်တာဟုတ်ကဲ့ဟုတ်နားဘာလို့လဲသူတို့အကန့်လိုက်တယ်အကန့်လိုက်တယ်နော်သူကဒီလိုမျိုးဒီမှာဒီတကန်းမှာဆိုလို့ရှိရင်ဒီမှာဒီပပတ်လည်မှာဒီပပတ်လည်မှာဒီမှာအယိုးအိုးတွေကဒီမှာတမီသားစုနောက်ပြီးလို့ရှိရင်ဒီဘက်တမြောင်းမှာဆိုလို့ရှိရင်ဒီတမြောင်းမှာဆိုလို့ရှိရင်ဒီမှာကတစုဟိုမှာကတစုအဲ့လိုမျိုးဒါ तू ကပြူခစ်ကဟိုးရင်တော့က तू ကအစုလိုက်အပြုံလိုက်အဲ့လိုမြုပ်နှံမှုရှိရနော်အဲ့လိုမျိုးအယိုးလိုလေဒီနေရာမှာဆိုဒီနေရာသူတို့မိသားစုလိုက်ပေါ့ဟုတ်နောက်သူတို့ရဲ့ဟိုပေါ့ရမယ်ဆိုလူဟိုပေါ့ဂုံတီအစင်တန်းနဲ့မူတည်ပြီးတော့အဲ့လိုမြုပ်တာလည်းရှိရပို့တော်မှာကြီးကြီးလည်းရှိပါတယ်ဒါကြီးကြီးလည်းပါတယ်သူတို့ကတက်နိုင်ကြတော့ဘုံမင်းနဲ့ကြီးကြီးဟုတ်ကိုကအိုးကြီးရအကြီးကြီးကြီးရနော်ဒီလိုကဘယ်လိုလဲဆိုအဆောင်လေဒီညကိုဒီမှာညကသိချင်းကြရတယ်ဟိုသားလို့ညဘူးရဲ့လူကြီးတွေပါကြတော့ဟုတ်ကဲ့ဟုတ်ကြည်ကျေးဇူးတင်ပါတယ်ဟုတ်အမြကိုပြောပြန်တာအမြကိုပြန်တာဟိုလောက်မှာရဟန္တာဟိုနောက်မှာရဟန္တာအလောင်းရှိသေးတယ်ရဟန္တာအလောင်းတင်ထားတဲ့နော်နောက်ပြီးတော့ဟိုမှာရဟန္တာကဟုတ်လားတိဟိုမှာဒါရိုက်ရောက်သွားဟုတ်ကဲ့ဟုတ်
အဲ့မှရှိတယ်အဲ့နာမှာတခါမှောက်တယ်ဆိုင်ကယ်မှောက်တာအများဝင်ထွက်သွားတခါဟိုမျိုးတိဘာအောင်မော်ရမ်းနိုင်ရဆိုတခါဦးမြောင်လေးလို့ဒီထဲမှာအများဝင်ကျုပ်နှစ်ခါမှောက်တယ်လို့ဒီကအများဝင်ထဲတာပေါ့နော်ပြတာပေါ့ညမိတာပဲဆိုတာအများဝင် ဒီထဲမှာအဲ့လိုမြစ်တာပဲပိုးတယ်အများဝေးတာပါမကြိုက်ဘူးလေညာဘက်တွေဆိုလို့ညောလေဒီကုန်းတွေပါတယ်မှာအဲ့လိုမျိုးထူးခြားမှုတွေပါရှိရလို့ပြောရပေါ့နော်ဟိုနာတော့ပြားကြီးဆိုလို့ရှင်ဟိုညာဘက်ကျတော့ရှင်ဆွဲလန့်မျိုးပြားများနဲ့အဲ့လိုမျိုးလှုပ်နေတာဒါတញ្ញိုင်းရဆိုတော့လေကျွတ်လွတ်တာလည်းရှိမှာမကျွတ်တာလည်းရှိမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးထူးခြားမှုပေါ့ကျွန်တော်ကနေဆက်သွားလိုက်ပါအောင် တော်တော်မောင်းနေတဲ့သူတော်မှလည်းအဲ့ထဲကိုခုမှရောက်ပူတာလေ ဟုတ်လား လူငယ်ပိုင်းနေကြတော့လေဒါတွေသိ စိတ်ဝင်စား သိတာ ကြတော့နော်အေးဆိုတာတွေရိုးနေတော့